ကောင်လေးဟာသူ့ရဲ့ဘောင်းဘီကိုချွတ်ပြီးဆရာဝန်မလေးကိုအစစ်ဆေးခံခဲ့ပါတယ်ဒါပေမဲ့သူ့မျက်နှာထက်ကအမူအရာကတော့တမျိုးကြီးဖြစ်နေပြီးအဲ့ဒီလိုအစစ်ဆေးခံနေရတာကိုသဘောကျနှိမ့်ချိုက်နေတယ်လို့ပါပဲ3မိနစ်လောက်ကြာမှတော့သူတို့နှစ်ယောက်စစ်ဆေးရေးအခန်းထဲကနေထွက်လာခဲ့ကြပါတယ်ဆရာဝန်မလေးကကောင်လေးရဲ့မိဘတွေကိုဘာမှသိမစိုးရင်ရကြောင်းစီလန်းကြောင်းပိုးဝင်တာတက်တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်နေ့တိုင်းရေနွေးနွေးလေးနဲ့ဆေးကြောပေးပြီးအယောင်ကျဆေးတချို့တောက်ရင်တက်တာသွားလိမ့်မယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကောင်လေးဟာသူ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့အရာတစ်ခုစတင်ဖြစ်ပျက်နေပြီဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူးအဲ့ဒီနေ့မှာပဲကောင်လေးဟာကျောင်းကအိမ်သာကိုအသုံးပြုနေတော့သူ့ရဲ့စီးတွေနေရဲနေတာကိုရုတ်တရက်သတိပြုမိလိုက်ပါတယ်ဒါကိုမြင်တော့ကောင်လေးဟာအလွန်မင်းကြောက်လန့်သွားပြီးကြက်တေတေသွားခဲ့ပါတယ်အတန်းဖော်နှစ်ယောက်ကဒါကိုလှမ်းမြင်ပေမဲ့အခြေအနေကဘယ်လောက်ထိစိုးရင်ရလဲဆိုတာကိုသဘောမပေါက်ပဲကောင်လေးကိုမင်းရာသီလာနေတာလားဆိုပြီးစနောက်ခဲ့ကြပါတယ်အစောကြီးကလေးကကြောက်လန့်နေတဲ့ကောင်လေးဟာသူတို့ရဲ့စနောက်တန်ကိုကြားပြီးနောက်အိမ်သာထဲကနေဝုန်းတိုင်းကျဲပြေးထွက်လာခဲ့ပါတော့တယ်အိမ်ရောက်တဲ့အခါမှာတော့အမေဖြစ်သူရဲ့နှုတ်ဆက်စကားကိုတောင်ဂရုမစိုက်နိုင်ပဲသူ့အခန်းထဲကိုတန်းပြေးဝင်သွားခဲ့ပါတယ်ကွန်ပျူတာကိုဖွင့်ပြီးအလားတူယောဂလက္ခဏာတွေကိုအင်တာနက်မှာရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ကင်ဆာယောဂရဲ့လက္ခဏာတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့အဖြေတွေကိုပဲတွေ့ရှိခဲ့ရပါတယ်ကောင်လေးဟာဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုပြင်းထန်တဲ့ယောဂဝေဒနာမျိုးခံစားနေရနိုင်တယ်ဆိုတာကိုမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်ညစာစားချိန်မှာတော့သူဟာဘိုက်ကိုပဲအမြဲဖိထားပြီးမျက်နှာတစ်ခုလုံးနဲ့ပြန်းနှန်းနေခဲ့ပါတယ်အမေဖြစ်သူကဘိုက်အောက်နေတာလို့ပဲထင်မှတ်ပြီးတက်တာစီဖို့အတွက်အကိုက်ခဲပြောက်စီတချို့တိုက်ကြွေးခဲ့ပါတယ်ဒါပေမဲ့ဝေဒနာကပိုလို့တောင်ပြင်းထန်လာခဲ့ပါတယ်ကောင်လေးဟာချက်ချင်းထပြီးအိမ်သားထဲကိုပြေးဝင်သွားခဲ့ပါတော့တယ်ဒီအဆင့်ရောက်လာတော့မှမိဘတွေလည်းအခြေအနေရဲ့စိုးရိမ်ရမှုကိုသဘောပေါက်သွားပြီးကောင်လေးကိုစေယုံတို့အမျက်မောင်းနဲ့ခေါ်ဆောင်သွားခဲ့ကြပါတယ်ဒါပေမဲ့စစ်ဆေးချက်ရလက်တွေရတော့တခြားပြဿနာမရှိပဲရောင်ရမ်းမှုကြောင့်ဖြစ်တဲ့စီလန်းကြောင်းပိုးဝင်ခြင်းတက်တာဖြစ်ကြောင်းပြသနေပါတယ်ဆရာဝန်ကအယောင်ကျဆေးတချို့ပေးခဲ့ပြီးအနားယူဖို့အကြံပြုခဲ့ပါတယ်အမေဖြစ်သူရဲ့ဂရုတစိုက်ပြုစုစောင့်ရှောက်မှုကြောင့်ကောင်လေးဟာမကြခင်မှာပဲပြန်လည်ကျန်းမာလာခဲ့ပါတယ်တနေ့မှာတော့ကိုကာရကြန့်ခိုင်မှုစစ်ဆေးခြင်းစာမှုပဲဖြစ်စုနေတော့မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ကောင်လေးဟာဘိုက်အလွန်အောက်လာတာကြောင့်ဆရာထံခွင့်တောင်းခဲ့ပေမဲ့ပြင်းပြင်းထန်ထန်ဝေဖန်အပြစ်တင်ခြင်းကိုပဲခံခဲ့ရပါတယ်အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်သူဟာဘိုက်ကိုအောက်အဲတီးခံပြီးရှေ့ဆက်ခဲ့ရပါတယ်ဒါပေမဲ့သူအပြေးပြိုင်နေတော့မှပဲမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတော့တယ်ကာယဆရာကဒါကိုမြင်ချင်းပဲကောင်လေးကိုပွေ့ချီပြီးစေးပေးကန်းစီကိုချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့ကာယဆရာရဲ့ကြောပြစ်တစ်ခုလုံးမှာသွေးတွေနေရဲဆွန်းထင်းနေခဲ့ပြီဆိုတာကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး